လိုနေတိုင်းစားရင်တင့်ခန္ဓာကိုယ်မှာဒီလိုတွေပြောင်းလဲလာပါမယ်။ဒီနေ့ပန်းသီးတစ်လုံးစားရင်ဆရာဝန်နဲ့ဝေးဝေးနေရတယ်ဆိုတဲ့စကားပုံကိုကြားဘူးကြမှာပါ။ဟုတ်ပါတယ်။ပန်းသီးဟာတာမန်တစ်တစ်မျိုးမဟုတ်ပါဘူး။သူ့မှာကျန်းမာရေးအတွက်အဖိုးတန်တဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ပန်းသီးမှာပါတဲ့ဓာတ်တွေဟာအုံနောက်ဆဲတွေကိုကာကွယ်ပေးပြီးမှတ်ဉာဏ်နဲ့သင်ယူနိုင်စွမ်းကိုမြင့်တင်ပေးနိုင်တာကြောင့်ဉာဏ်ရည်ကောင်းစေပါတယ်။ဒါအပြင်ပန်းသီးမှာပါတဲ့အမြင့်ဓာတ်နဲ့တခြားဓာတ်တွေကကိုလက်စထရောကိုလျှော့ချပေးပြီးသွေးတိုးရောဂါကိုလည်းထိန်းချုပ်ပေးနိုင်တာကြောင့်နှလုံးကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ဒါအပြင်ပန်းသီးစားသုံးခြင်းဟာသွေးရင်းတခြားဓာတ်ကိုလည်းထိန်းညှိပေးနိုင်တာမို့စီးချိုသမားတွေအတွက်ပါအကျိုးရှိပါတယ်။ပန်းသီးမှာပါတဲ့အမြင့်ဓာတ်တွေဟာအစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်တာကိုကာကွယ်ပေးနိုင်ပါတယ်။ဦးလန်းချောင်းဆိုင်ရာပြဿနာတွေကိုလည်းလျှော့ချပေးနိုင်တာကြောင့်အစာအိမ်နဲ့ဦးလန်းချောင်းကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။ပန်းသီးမှာပါတဲ့ဗီတာမင်စီနဲ့တခြားဓာတ်တွေဟာအသားရည်ကိုကြည်လင်တောက်ပစေပြီးအိုမင်းရင်းရော်ခြင်းကိုလည်းနှေးကွေးစေလို့အသားရည်အတွက်လည်းအကျိုးရှိပါတယ်။ပြီးတော့ပန်းသီးကိုဝမ်းစားတာကတဖုံးကိုတန်မာစေပြီးသွားပေါ်ကအစွန်းထင်းတွေကိုဖယ်ရှားပေးကသွားရည်ကိုတန့်ရှင်းစေပါတယ်။ပန်းသီးဟာဂရင်းထဲမှာရှိတဲ့ဘက်တီးရီးယားတွေကိုလျှော့ချပေးနိုင်တာကြောင့်ဂရင်းနဲ့ဆိုးတာကိုလည်းတက်တာစေနိုင်ပါတယ်။ဒီလိုအကျိုးကျေးဇူးတွေကြောင့်ပန်းသီးကိုတစ်နေ့တစ်လုံးစားပေးမယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုအထောက်အကူပြုနိုင်ပါတယ်။ဆေးလိပ်တောက်တဲ့သူတွေဒါမှမဟုတ်အဆုတ်ကျန်းမာရေးကိုအထူးဂရုစိုက်ခြင်းတဲ့သူတွေအတွက်လည်းပန်းသီးကိုအသုံးပြုနိုင်ပါတယ်။ပန်းသီးမှာဗီတာမင်နဲ့အမြင့်ဓာတ်တွေများစွာပါဝင်ပါတယ်။ဒါတွေကအဆုတ်ကိုပြန်လည်တန့်စင်ပေးနိုင်တဲ့အပြင်အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေကိုလည်းကြိုတင်ကာကွယ်ပေးနိုင်တဲ့ဆေးဘက်ဝင်အသီးတစ်မျိုးပါ။ပန်းသီးမှာပါဝင်တဲ့ဓာတ်တစ်မျိုးကအဆုတ်ရဲ့လှုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီးတော့ပန်းနာရင်ကျက်နဲ့အဆုတ်ရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်တယ်လို့လေ့လာမှုတွေကဖော်ပြပါတယ်။ဒါအပြင်ပန်းသီးဟာတဘာဝရဲ့အနာကျက်ဆေးတစ်ပါးပါ။ပန်းသီးမှာပါဝင်တဲ့ဗီတာမင်နဲ့ဓာတ်ထုပစ္စည်းတွေဟာကိုယ်ခန္ဓာရဲ့ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီးတော့ယောဂဗျာတွေအအေးမိတုပ်ကွေးတွေကိုခုခံကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ပန်းသီးအခွန်မှာပါတဲ့ပတ်တင်လို့ခေါ်တဲ့အမြင့်ဓာတ်တစ်မျိုးဟာခန္ဓာကိုယ်ရဲ့အဆိပ်တောက်တွေကိုဖယ်ရှားပေးပြီးဦးလန်းချောင်းကိုတန့်ရှင်းစေပါတယ်။ဒါကြောင့်ဥမာကြီးကင်ဆာလိုယောဂမျိုးတွေဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးနိုင်တဲ့အစွမ်းရှိပါတယ်။ပန်းသီးကိုမှန်မှန်စားသုံးတာဟာအယိုးအဆစ်တွေကိုတန်မာစေဖို့ကိုလည်းအထောက်အကူပြုပါတယ်။အထူးသဖြင့်အမျိုးသမီးတွေမှာဖြစ်တတ်တဲ့အယိုးပေါက်ယောဂလိုမျိုးတွေကိုကာကွယ်ပေးနိုင်ပါတယ်။ပန်းသီးမှာဘိုရွန်လို့ခေါ်တဲ့သတ္တုဓာတ်တစ်မျိုးပါဝင်ပြီးဒါကကယ်လ်ဆီယမ်ကိုခန္ဓာကိုယ်ကပုံမစုပ်ယူနိုင်အောင်ကူညီပေးလို့အယိုးတိတ်တဲစာကိုတိုးတက်စေပါတယ်။ဒါအပြင်ပန်းသီးကအားကစားသမားတွေနဲ့လှုပ်ရှားမှုများတဲ့သူတွေအတွက်ကိုလည်းအကောင်းဆုံးစားစရာပါ။သူ့မှာပါတဲ့တဘာဝတကြားဓာတ်တွေကခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းစွမ်းအင်ပေးတာကြောင့်ရုတ်တရက်မောပန်းနွမ်းနေတာမျိုးမဖြစ်စေဘဲရေရှည်စွမ်းအင်ကိုထိန်းသိမ်းပေးနိုင်ပါတယ်။ဒါကြောင့်မနက်စာဖြစ်ပန်းသီးတစ်လုံးစားတာကတစ်နေ့တာလုံးအတွက်လိုအပ်တဲ့စွမ်းအင်ကိုဖြည့်တင်းပေးနိုင်ပါတယ်။နောက်ပြီးပန်းသီးဟာမျက်စိကျန်းမာရေးအတွက်လည်းအရေးပါပါတယ်။သူ့မှာပါဝင်တဲ့ဗီတာမင် A နဲ့အန်တီအောက်ဆီဒန့်တွေကမျက်လုံးအမြင်အာရုံကိုကာကွယ်ပေးပြီးအသက်ကြီးလာရင်ဖြစ်တတ်တဲ့မျက်စိရောဂါတချို့ကိုလည်းလျှော့ချပေးနိုင်ပါတယ်။ပန်းသီးတစ်လုံး3500လောက်နဲ့စားရုံနဲ့ဆရာဝန်ပြက3000ခွဲလောက်ကိုသက်သာစေနိုင်တာကြောင့်နေ့တိုင်းပန်းသီးတစ်လုံးပုံမှန်စားပေးဖို့မမေ့ကြပါနဲ့နော်။